ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာအလုပ်သမားတစ်ယောက်ကသူ့လုပ်ဖော်ကိုင်ဘက်ဒီမီထရီစီကနေမူရစ်ဆေးတစ်မျိုးကိုတောင်းပါတယ်ဒီမီထရီကသူ့ကိုအခန်းထဲခေါ်သွားပြီးပန်းရောင်အမှုန့်တွေကိုပြင်ပေးပေမဲ့ဆေးထိုးအပ်မရှိတော့တာကိုသတိထားမိသွားတယ်အခန်းထဲအနှံ့လိုက်ရှာရင်းအညစ်အကြေးတွေပြည့်နေတဲ့ရေဆေးကန်ထဲမှာဆေးထိုးအပ်တစ်ချောင်းကိုရှာတွေ့သွားတယ်အဲ့ဒီနောက်ဒီမီထရီကအရင်ထိုးလိုက်ပြီးမကြခင်မှာပဲလဲကျသွားတယ်သူ့လုပ်ဖော်ကိုင်ဘက်ကလည်းအဲ့ဒီအက်ကိုယူပြီးပြန်ထိုးလိုက်တယ်ညရောက်တော့အဲ့ဒီလူကနိုးလာပြီးဒီမီထရီကထောင်းတနေရာမှာတုံရီပြီးဟိန်းဟောက်နေတာကိုတွေးလိုက်ရတယ်ရုတ်တရက်ဒီမီထရီကလှည့်လာပြီးမျက်လုံးတွေညီရဲနေတာကိုမြင်လိုက်ရတဲ့အချိန်မှာပဲအဲ့ဒီလူကိုကိုက်လိုက်တယ်သူကတော့အဆောက်အဦထဲကနေချက်ချင်းပြေးထွက်သွားပြီးဒီမီထရီစီကကူးဆက်လာတဲ့ဗိုင်းရပ်စ်ကိုနေရာအနှံ့ပြန့်နှံ့စေတော့တယ်ဒီကြားတဲ့တောင်တန်းဒေသမှာဒေါက်တာအတွန်ကသူ့သားမိခွဲကိုအဖိုးအဖွားတွေစီတပတ်လောက်သွားနေဖို့စေလွှတ်လိုက်တယ်အတွန်ရဲ့ဇနီးဆုံးပါသွားပြီးနောက်ပိုင်းအခြေအနေတွေကခက်ခဲနေခဲ့တာမို့ဒီခရီးကဝမ်းနည်းစရာကောင်းပေမဲ့မဖြစ်မနေလိုအပ်နေတာပါအဲ့ဒီအချိန်မှာပဲအိမ်ကြီးချင်းဂျော်နီကအတွန်စီလာလဲပြီးသူ့အိမ်မှာညစာစားဖို့ဖိတ်ခေါ်တယ်ဂျော်နီရဲ့ဇနီးအန်နာကတော့တီးနှံတွေကိုပိုးမွှားတွေဖျက်ဆီးနေလို့အစားအသောက်လုံလောက်အောင်မပြင်ဆင်နိုင်တာကိုတောင်းပန်နေတယ်အတွန်အိမ်ပြန်ရောက်ပြီးအိယာဝင်တဲ့အခါသူ့မိသားစုပြန်ရောက်လာသလိုစိတ်ကူးရင်နေမိတယ်ဒါပေမဲ့သူ့ဇနီးကင်ဆာရောဂါနဲ့ညတိုင်းဘလောက်တောင်ခံစားခဲ့ရလဲဆိုတာကိုပြန်သတိရလိုက်တဲ့အခါအဲ့ဒီအမှတ်တရတွေပျက်စီးသွားရတယ်။နောက်နေ့မှာတော့အတွန်ဟာသူ့ဇနီးရဲ့ဖုန်းကိုခေါ်ပြီးအတန်စာတိုက်မှာရှိတဲ့ဇနီးရဲ့အတန်ကိုပဲနားထောင်နေမိတယ်။မြို့ထဲမှာတော့မှတ်ပုံတင်မရှိတဲ့အမျိုးသားတစ်ယောက်ကိုကားတိုက်လို့ဆေးရုံပို့လိုက်ရတယ်။အရေးပေါ်ဌာနကိုသွားတဲ့လမ်းမှာသူကသူနာပြုတစ်ယောက်ရဲ့မျက်နှာကိုတရွေးထွေးလိုက်တဲ့မျက်မြင်သက်သေတွေပြောပြချက်အရဒီလူကိုလမ်းမပေါ်မှာတခြားလူတစ်ယောက်ကအကိုက်ခံထားရတာပါနောက်ပိုင်းမှာတော့အဲ့ဒီသူနာပြုဟာချောင်းဆိုးတာကိုမရက်နိုင်ပေမဲ့လေရင်ပေါ်တက်သွားတယ်တစ်ဖက်မှာလည်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဒေါက်တာလူစီကဗိုင်းရပ်စ်ဆိုင်ရာဗီဒီယိုတစ်ခုကိုကြည့်နေတယ်အဲ့ဒီထဲမှာမိသားစုတစုကဖခင်ဖြစ်သူကိုအယူလိုဖြစ်နေလို့ကတင်မှာကျိုးနဲ့တုပ်ထားရတာပါအဲ့ဒီလူကတုံရီနေတာကိုမရက်ပဲကျိုးတွေကိုဖျက်ပြီးသူ့မိသားစုကိုတိုက်ခိုက်တော့တယ်လူစီကိုဗင်နီဇွဲလားကဆေးရုံတစ်ခုကပေးပို့တဲ့အစီရင်ခံစာကိုခွဲချမ်းစိတ်ဖြာဖို့အရေးပေါ်အစည်းအဝေးခေါ်လိုက်တယ်လူနာတယောက်မှာတည်ပြီးသားယောဂါတွေနဲ့မကိုက်ညီတဲ့ထူးဆန်းတဲ့ယောဂါလက္ခဏာတွေဖြစ်နေတာပါကံမကောင်းစွာနဲ့ပဲဗီဒီယိုကပြတ်သွားပြီးအသေးစိတ်မသိရတော့ဘူးလူစီရဲ့အထက်အရာရှိကဒါဟာအဆင့်၄အရေးပေါ်အခြေအနေဖြစ်တယ်လို့ပြောတယ်စူပါမားကတ်မှာအတွန်ကကုန်ပစ္စည်းတွေပြက်လူနီးပါးဖြစ်နေတာကိုသတိထားမိတယ်။ရုတ်တရက်အယောင်းဝန်ထမ်းကတခိုးတစ်ယောက်ကိုဖမ်းဖို့အတွန်ကိုတွန်းထုတ်လိုက်တဲ့အခါအတွန်ကလမ်းမပေါ်အထိလိုက်သွားတယ်။အနီးနားမှာတော့လူနာတင်ကားတစ်စီးမှောက်သွားပြီးလူတွေကကူညီဖို့ပြေးသွားကြတယ်။သွေးတွေရွှဲနေတဲ့လူတစ်ယောက်ကားပေါ်ကနေခုန်ချလာပြီးလူတစ်ယောက်ကိုအစာအတွက်တိုက်ခိုက်တဲ့အခါဒီဗိုင်းရပ်စ်ကလူတွေကိုဇွန်ဘီတွေဖြစ်စေတယ်ဆိုတာသိချသွားတယ်။လူတစ်ယောက်ကတနက်နဲ့ပစ်ပြီးကူးဆက်တက်လို့အဲ့ဒီကောင်ကိုမထိဖို့တားလိုက်တယ်ရဲတစ်ယောက်ရောက်လာပြီးတနက်ချဖို့ပြောပေမဲ့လူနာတင်ကားစီကပဲတခြားဇွန်ဘီတစ်ကောင်ကသူ့ကိုတိုက်ခိုက်တယ်အဲ့ဒီအချိန်မှာပဲအဆောက်အဦတစ်ခုပောက်ကွဲသွားလို့အတွန်လဲသူ့ကားစီအပြေးသွားတယ်ဇွန်ဘီတစ်ကောင်ကသူ့ကိုပိတ်ဆို့ဖို့စ조사ပေမဲ့အတွန်ကနောက်ပြန်အရှိန်မြင့်ပြီးထွက်ပြေးနိုင်ခဲ့တယ်ပြန်လာတဲ့လမ်းမှာအတွန်ကသူ့သားစီဖုန်းဆက်ဖို့စ조사ပေမဲ့အဆင်မပြေဘူးပြီးတော့ဂျော်နီကအန်နာကိုပွေ့ချီထားတာကိုတွေးလိုက်ရတယ်တယောက်ယောက်အကိုက်ခံရပြီးနောက်ပိုင်းအန်နာနေမကောင်းဖြစ်သွားတယ်လို့ဂျော်နီကပြောတယ်အတွန်ကသူတို့ကိုအလုတ်ခန်းစီချက်ချင်းခေါ်သွားပြီးဒဏ်ရာကိုစစ်ဆေးတယ်အန်နာကအကူအညီတောင်းရင်းနဲ့အတန်တွေကဟိန်းဟောက်တန်လိုဖြစ်လာတာမို့အတွန်ကသူမကိုအိပ်ပျော်သွားစေဖို့ဆေးထိုးပေးလိုက်တယ်နောက်ပိုင်းမှာတော့အတွန်ကရောက်ခမတွေစီဖုန်းဆက်ဖို့စ조사ပေမဲ့ခေါ်မရဘူးသူကကွန်ပျူတာမှာဗင်နီဇွဲလားကဗိုင်းရပ်စ်အကြောင်းရှာကြည့်တယ်ဗိုင်းရပ်စ်ကနိုင်ငံအတွင်းနေရာအနှံ့ပြန့်နှံ့နေပြီးအချက်လက်တွေပိုသိရတဲ့အထိအိမ်ထဲမှာပဲနေကြဖို့ဆရာဝန်တယောက်ပြောနေတာကိုသတင်းတွေမှာတွေ့ရတယ်အဲ့ဒီအချိန်မှာဂျော်နီကအန်နာကိုအတွန်အိမ်ကိုခေါ်လာတယ်အန်နာကဘာမှသက်သာမလာဘူးတခြားအိမ်ကြီးချင်းနှစ်ယောက်လည်းအန်နာအတွက်စိုးရိမ်လို့ရောက်လာကြတယ်အတွန်ကအန်နာကိုပြန်စစ်ဆေးရင်းနဲ့သွားတွေပြောင်းလဲနေတာနဲ့မျက်လုံးတွေညီရဲနေတာကိုသတိထားမိတယ်ရုတ်တရက်အန်နာနိုးလာပြီးသူ့ကိုတိုက်ခိုက်ဖို့စ조사လို့တခြားလူတွေကဝိုင်းဖမ်းထားရတယ်အန်နာကအိမ်ကြီးချင်းတစ်ယောက်ကိုကိုက်လိုက်ပြီးအဲ့ဒီလူကနာကျင်စွာနဲ့ရုံထွက်သွားတယ်အတွန်ကသူ့နေရာကိုအစားဝင်ပြီးဂျော်နီနဲ့အတူအန်နာကိုထိန်းထားဖို့စ조사တယ်အပြင်းထန်ရုန်းကန်ပြီးနောက်အန်နာကလဲကျသွားပြီးခေါင်းနဲ့စပွဲကိုရိုက်မိသွားတာမို့သတိလစ်သွားတယ်။ရောက်ခမစီဖုန်းပြောလိုက်ပြီးနောက်ဂျော်နီကအိမ်ကြီးချင်းရဲ့ဒဏ်ရာကိုပတ်တီးစီးပေးလိုက်တယ်။ဂျော်နီကရေဒီယိုဖွင့်ပေမဲ့အိမ်ထဲမှာပဲနေကြဖို့အရေးပေါ်သတင်းစကားပဲကြားရတယ်။အဖျားတက်တာစိတ်ကပ်ရောင်ခြောက်ခြားဖြစ်တာနဲ့ဒေါသထွက်တာလို
လက္ခဏာရှိတဲ့သူတွေကိုတီးတန့်ခွဲထားပြီးမိသားစုဝင်တွေက910ကိုချက်ချင်းခေါ်ဖို့ပြောထားတယ်မကြခင်မှာပဲအင်တာနက်လိုင်းတွေပြတ်တောက်သွားတယ်အဲ့ဒီအချိန်မှာအတွန်ကသူ့တငယ်ချင်းကားလို့စီကဖုန်းဝင်လာတယ်ကားလို့ကစခန်းစွန့်ခွာထားတဲ့ဓာတ်ခွဲခန်းတစ်ခုမှာလောက်တာပါသူနဲ့လုပ်ဖော်ကင်ဘက်တွေကမြို့ပြင်ကစစ်တပ်စခန်းတစ်ခုမှာနေရတယ်ကားလို့ကအတွန်ကိုတီနေရပေးဖို့ပြီးအကူအညီလိုအပ်လို့လာခဲ့ဖို့ပြောတယ်မြို့ကိုပိတ်ဆို့ထားပြီးစစ်သားတွေကကူးစက်ခံရသူမှန်သမျှကိုတပ်ဖို့အမိန့်ရှိရဲလို့သူရှင်းပြတယ်သူပြောမဆုံးခင်မှာပဲဖုန်းဆက်သွယ်မှုပြတ်တောက်သွားတယ်အတွန်ကသူတိထားတာတွေကိုတငယ်ချင်းတွေကိုပြောပြနေချိန်မှာပဲမီးပြတ်သွားပြီးကောင်းကင်မှာစစ်လေရင်တန်တွေကြားနေရတဲ့အဖွဲကအန်နာကိုကူးတာဖို့အတူတူထွက်သွားဖို့ဆုံးဖြတ်လိုက်ကြတယ်။တစ်ဖက်မှာအတွန်ရဲ့ရောက်ခမအန်ဟဲကသူ့အိမ်ကြီးချင်းကိုတွားကြည့်တယ်အခန်းတိုင်းလိုက်ရှာပေမဲ့ဘာမှမတွေ့လို့နောက်ဖေးဘက်ကိုတွားကြည့်လိုက်တဲ့အိမ်ကြီးချင်းကကလားထိုင်မှာတေနေတာတွေ့ရတယ်သူကိုယ်တိုင်ပဲဇွန်ဘီမဖြစ်အောင်အဆုံးစီရင်သွားပုံရတယ်အန်ဟဲအိမ်ပြန်ရောက်တော့သူတွေ့ခဲ့တာတွေကိုဇနီးတီနာကိုပြောပြတယ်မိခွဲကြားနေရတာကိုမသိပဲအပြင်မထွက်ဖို့နဲ့ဘသူ့ကိုမှတကားမဖွင့်ပေးဖို့မှာတယ်အဲ့ဒီအချိန်မှာမီးပြတ်သွားတယ်နာယီနှင်းငယ်အကြာမှာအတွန်တို့အဖွဲ့လမ်းမပေါ်မှာကားတစ်စီးမီးလောင်ပြီးပိတ်နေတာကိုတွေ့တယ်။ဒါပေမဲ့လမ်းကြောင်းလွဲပြီးဆက်သွားနိုင်ခဲ့တယ်။အနှဲငယ်အကြာမှာစစ်သားတွေကကားကိုရက်ခိုင်းပြီးဒီနေရာကိုဘယ်သူမှဝင်ခွင့်မရှိဘူးလို့ပြောတယ်။တောအုပ်ထဲမှာဇွန်ဘီအုပ်စုကအတန်ကိုကြားပြီးပြေးလာကြတယ်။အတွန်ကကားပေါ်ကဆင်းပြီးသူကဆရာဝန်ဖြစ်ကြောင်းပြောပြပေမဲ့စစ်သားတွေကတခြားသူတွေကိုပါဆင်းခိုင်းတယ်။ရုတ်တရက်အန်နာကခုန်ချလာပြီးစစ်သားတွေကသူမကိုပြစ်တက်လိုက်တယ်။အဲ့ဒီအချိန်မှာအိမ်ကြီးချင်း2ယောက်ကိုလည်းပြစ်တက်မိသွားတယ်။ဂျော်နီကသူ့ဇနီးကိုကူညီခြင်းပေမဲ့ဇွန်ဘီအုပ်စုကတောအုပ်ထဲကနေထွက်လာတာကိုမြင်လိုက်ရလို့အတွန်ကကားရဲ့အတင်းဝင်ခိုင်းလိုက်တယ်။သူတို့ထွက်ပြေးသွားချိန်မှာဇွန်ဘီတွေကစစ်သားတွေကိုဝိုင်းစားနေကြတယ်။အန်နာတောင်သူ့အိမ်ကြီးချင်းတွေကိုစားနေတယ်။ခရီးစဉ်အတွင်းမှာဂျော်နီကအန်နာဘာဖြစ်သွားလဲဆိုတာကိုတွေးပြီးဒေါသထွက်လို့အတွန်ကိုကားရက်ခိုင်းတယ်။သူကကားကိုထုပြီးသူ့ဇနီးကိုသွားခဲ့မယ်လို့ပြောတယ်။အတွန်ကတားပေမဲ့ဂျော်နီကအော်ပြောပြီးလမ်းလျှောက်သွားတယ်။အတွန်ကကားထဲပြန်ဝင်ပြီးစောင့်နေလိုက်တယ်။ခဏကြာတော့ဂျော်နီလည်းသူ့လောက်ရက်ကမိုင်ယူရဲဆန္ဒကိုသဘောပေါက်ပြီးကားထဲပြန်ဝင်လာတယ်။တစ်ဖက်မှာလူစီစခန်းကိုရောက်လာပြီးကားလို့ကပထမဆုံးဖြစ်ခဲ့တဲ့ငွေရစေးသုံးသူလူနာကိုပြတယ်။မနေ့ရောက်တော့ဂျော်နီနဲ့အတွန်လမ်းပေါ်မှာဆိုးရွားတဲ့အခြေအနေကိုတွေးလိုက်ရတယ်။ကားတချို့ကိုစွန့်ပစ်ထားပြီးတချို့ကပိတ်မိနေတဲ့လူတွေကတယောက်ကိုတယောက်လူရက်နေကြတယ်။ဇွန်ဘီတွေကလည်းလူတွေကိုလိုက်ဖမ်းနေတဲ့လူတွေကအတွန်ကိုအကူအညီတောင်းပေမဲ့သူကအရေးမဆိုင်ပဲကားကိုမောင်းပြေးတယ်။ရုပ်တံမှာတော့သမရနဲ့ဝင်ကြီးတွေကဘာကူညီမှမပေးပဲနိုင်ငံထဲကထွက်ပြေးနေကြပြီလို့သတင်းထုတ်လွှင့်တဲ့မြို့ငယ်လေးတစ်ခုမှာမိသားစုတစုကအိမ်ထဲမှာပုန်းနေပြီးသတင်းပေါက်ကနေဇွန်ဘီတွေကိုကြည့်နေတယ်ခဏအကြာမှာဇွန်ဘီတွေကမှန်ကိုရိုက်ခွဲပြီးမိဘတွေကိုတိုက်ခိုက်တယ်လူဝီကနောက်ဖေးတကားကနေထွက်ပြေးပြီးစပိန်နဲ့မြို့ထဲကထွက်သွားတယ်လမ်းမှာအတွန်နဲ့ဂျော်နီတာယာလဲနေတော့လူဝီစပိန်နဲ့ဖြတ်သွားတာကိုတွေ့တယ်လမ်းတိမယ်ထင်ပြီးသူတို့နောက်ကိုလိုက်သွားတယ်ကံမကောင်းစွာနဲ့လူဝီစပိန်ကနေပြုတ်ကျသွားပြီးဇွန်ဘီတွေလိုက်ဖမ်းနေလို့အကူအညီတောင်းတယ်အတွန်နဲ့ဂျော်နီကတကားဖွင့်ပေးပြီးဇွန်ဘီတွေကိုလွတ်အောင်အမြန်မောင်းပြေးတယ်ညရောက်တော့ကားစီကုံသွားလို့လမ်းလျှောက်သွားကြရတယ်နောက်နေ့မနက်မှာမြို့တစ်ခုကိုရောက်ပြီးလူတစ်ယောက်ကိုတွေ့ပေမဲ့သူလှည့်လာတဲ့အခါဇွန်ဘီဖြစ်နေတာကိုတွေ့ရတယ်သူတို့ဆက်သွားရင်လက်စီဆိုင်တစ်ခုမှာရဲတစ်ယောက်တေးနေတာတွေ့တယ်ရုတ်တရက်ဇွန်ဘီနှစ်ကောင်ကခုန်ချလာလို့အတွန်နဲ့ဂျော်နီကမြေပြင်မှာခုခံနေရတယ်လူဝီကရဲတနက်ကိုကောက်ယူပြီးဇွန်ဘီတွေကိုပြစ်တက်လိုက်တယ်အဲ့ဒီအတန်ကဟိုတယ်မှာပုံနေတဲ့မိသားစုကိုအာယုံဆိုင်မိစေတဲ့တနက်တန်ကြောင့်တခြားဇွန်ဘီတွေပါရောက်လာလို့သူတို့ပြေးကြရတယ်ဟိုတယ်နားရောက်တဲ့အခါဟိုဆေးကတကားဖွင့်ပေးပြီးသူ့ဇနီးကအပေါ်ထက်ကနေအရာဝတ္ထုတွေပစ်ချပြီးဇွန်ဘီတွေကိုအာယုံလွှဲပေးတယ်ပြီးတော့ဟိုဆေးကတညတာအနားယူဖို့ပြောတယ်မနှက်ဖြန်မှာရေသွားရှာရမယ်လို့ပြောတယ်အတွန်ကကူညီဖို့သဘောတူပေမဲ့သူ့သားကိုဆက်ရှာရအောင်မှမို့သူတို့နဲ့အတူမနေနိုင်ဘူးလို့ပြောတယ်နောက်တနေ့မနက်မှာလေရင်တစင်းတီနာရဲ့အိမ်ပေါ်ကဖြစ်ပြန်သွားလို့မိခွဲကသတင်းပေါက်မှာကြည်နေတယ်ရုတ်တရက်ဇွန်ဘီတကောင်ကသူ့ကိုဖမ်းဖို့စူးစမ်းတဲ့အချိန်မှာပဲအတွန်ကအိမ်မက်ကနေလန့်နိုးသွားတယ်သူအတန်ကြားလို့သွားကြည့်တော့အိမ်ထဲမှာဇွန်ဘီတွေကိုတွေ့တယ်သူတို့ကလိုက်လာလို့အတွန်ကအခန်းထဲမှာပုံလိုက်တယ်တကားကိုပိတ်ထားပေမဲ့ဇွန်ဘီကပိုအားကောင်းပြီးဝင်လာတယ်ကံကောင်းစွာနဲ့အတွန်ကပိုက်လုံးတစ်ချောင်းကိုရှာတွေ့ပြီးဇွန်ဘီကိုရိုက်တက်လိုက်တယ်ပြီးတော့အဲ့ဒီပိုက်နဲ့ပဲတကားကိုပိတ်ထားလိုက်တယ်အတွန်ကနေရန်ကိုရိုက်ဖြတ်ပြီးတခြားခန်းကိုဝင်သွားတယ်စင်ကြံလန်းမှာဇွန်ဘီတွေကိုတွေ့လို့အပြေးမြင်လွှတ်ရတော့တယ်လိုက်ဖမ်းနေတဲ့အထဲ
အတွန်ကလေကားကနေတက်ပြီးခေါင်းမိုးပေါ်ကတစ်သားပြားတွေနဲ့ပြန်ခုခံတဲ့ဇွန်ဘီတစ်ကောင်ကိုသတိလစ်သွားအောင်လုပ်ပြီးနောက်တစ်ကောင်ကိုအောက်ကိုတွန်းချလိုက်တယ်တတိယမြောက်ဇွန်ဘီကကြိုက်တော့မဲ့အချိန်မှာပဲဟိုဆေးရဲ့သမီးခရစ်စတယ်ကပြစ်တက်လိုက်တယ်သူတို့ကတခြားသူတွေဘယ်မှာရှိလဲမသိတော့လို့အတွန်နဲ့ခရစ်စတယ်တို့အောက်ကိုဆင်းရှာကြတယ်စင်ကြံလန်းမှာသွေးတွေအများကြီးကိုတွေ့ပြီးနောက်အပြင်ဘက်မှာဟိုဆေးနဲ့ဇနီးကိုတွေ့တယ်ဟိုဆေးကခေယန်းကုန်သွားပြီလို့ပြောတယ်ဂျော်နီနဲ့လူဝီကချန်စီအိုနောက်ကအခန်းတစ်ခုမှာပုန်းနေကြတယ်သူကကလေးတယောက်ဇွန်ဘီတွေစီကနေပြေးသွားတာကိုလည်းမြင်လိုက်ရတယ်အတွန်နဲ့ဟိုဆေးကကူညီဖို့သဘောတူပြီးချန်စီအိုကိုဖျက်သွားကြတယ်ဇွန်ဘီတကောင်ကမျက်ခင်းထဲမှာစောင့်နေပြီးအတွန်ကိုလိုက်ဖမ်းတယ်အတွန်ကတကားစီပြေးသွားပြီးဂျော်နီကတကားဖွင့်ပေးလို့အထဲရောက်သွားတယ်အတွန်ကဓားနဲ့ဇွန်ဘီကိုထိုးတက်လိုက်တယ်လူဝီရဲ့ခြေထောက်ကျိုးသွားတာကိုသိရလို့အတွန်ကအယိုးကိုပြန်ပြင်ပြီးပတ်တီးစီးပေးလိုက်တယ်တစ်ဖက်မှာဟိုဆေးကကလေးကိုကယ်တင်ဖို့စူးစမ်းပေမဲ့ဇွန်ဘီတကောင်ကလိုက်ဖမ်းတယ်သူတို့အခန်းထဲပြေးဝင်ပြီးတကားပိတ်လိုက်ပေမဲ့ဇွန်ဘီကဖျက်ဆီးပြီးသူတို့ကိုတက်ပစ်လိုက်တယ်ဟိုဆေးရဲ့ဇနီးကကယ်ဖို့ပြေးသွားပေမဲ့သူမလည်းဇွန်ဘီရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရတယ်ခရစ်စတယ်ကသူ့မိသားစုကိုကူညီဖို့စဉ်းစားပေမဲ့တခြားဇွန်ဘီကလိုက်ဖမ်းလို့သတင်းပေါက်ကနေအခန်းထဲတက်သွားတယ်နောက်ဖေးတကားကနေထွက်ပြေးပြီးချန်စီယိုကိုပြန်ပိတ်လိုက်တယ်သူတို့အပြင်ထွက်လာတဲ့အခါခရစ်စတယ်ကသူ့အဆင်ပြေကြောင်းပြောပေမဲ့ဇွန်ဘီတကောင်ကသူ့ပခုံးကိုကိုက်လိုက်တဲ့ခရစ်စတယ်ကပြေးသွားပြီးအခန်းတစ်ခုမှာပုန်းနေရင်စိတ်တက်ကြနေတုန်းဇွန်ဘီတွေကသတင်းပေါက်ကိုဖျက်ဆီးပြီးသူ့ကိုတိုက်ခိုက်တော့တယ်သူတို့အားလုံးအခန်းထဲပြန်ဝင်ပြီးတညလုံးနေကြရတယ်မနက်ရောက်တော့အတွန်နဲ့ဂျော်နီကလူဝီကိုတွဲပြီးဓာတ်ဆီဆိုင်ကိုပြန်သွားကြတယ်အတွန်ကကားတစ်စီးစီကနေဓာတ်ဆီခိုးယူနေတုန်းဆိုင်ကယ်တန်ကြားလို့ကားအောက်မှာပုန်းနေလိုက်တယ်ခိုင်းတစ်ခုကဆိုင်ကိုလာစစ်ဆေးပေမဲ့ဘာမှမတွေ့လို့ပြန်သွားကြတယ်။သူတို့လည်းကားထဲဓာတ်ဆီဖြည့်ပြီးထွက်လာခဲ့ကြတယ်။တစ်ဖက်မှာတီနာကအန်ဟဲကိုစောင့်နေတယ်။သူပြန်ရောက်တာနဲ့တကားဖွင့်ပေးဖို့လုပ်ပေမဲ့သူအကြိုက်ခံထားရလို့မဖွင့်ဖို့တားတယ်။ရုတ်တရက်ချောင်းဆိုးပြီးလဲကျသွားတဲ့အခါတီနာလည်းစိုးရိမ်ပြီးတကားဖွင့်လိုက်တယ်။ညတကောင်မှာအတွန်တို့လမ်းမနေတာကိုတီးလိုက်ရတယ်။ကားရက်ပြီးလမ်းရှာဖို့ထွက်သွားတော့ဇွန်ဘီတွေကကားကိုဝိုင်းထားကြတယ်။ဂျော်နီကတကားနဲ့တိုက်ပြီးထိန်းထားပေမဲ့ဇွန်ဘီတွေကများလွန်းတယ်အတွန်ပြေးပြန်လာပြီးတနက်နဲ့ပြစ်ပေမဲ့ကြီးစံတောင်ပဲကြံတော့ပြီးလွဲသွားတယ်ဇွန်ဘီတွေကသတင်းပေါက်ကနေဝင်လာပြီးလူဝီကိုကိုက်လိုက်တယ်ကားနဲ့မရတော့လို့ဂျော်နီနဲ့အတွန်တော့အုပ်ထဲထွက်ပြေးကြတယ်အချိန်တော်ကြာပြေးပြီးနောက်မီးအောင်တွေထွက်လာပြီးဇွန်ဘီတွေကိုပြစ်တက်လိုက်တယ်သူတို့စခန်းကိုရောက်သွားပြီးစစ်သားတွေကဝိုင်းထားကြတယ်အတွန်ကကားလို့ရဲ့တငယ်ချင်းဖြစ်ကြောင်းပြောတယ်ဘိုးမူးကအကိုက်မခံထားရကြောင်းအတီးပြုတ်ဖို့အဝတ်စားတွေချုပ်ခိုင်းပြီးမှဝင်ခွင့်ပြုတယ်ပိုးတက်ပြီးနောက်ဝင်းထဲမှာဇွန်ဘီအလောင်းတွေကိုမီးရှို့နေတာကိုတွေ့ရတယ်ကားလို့ကအတွန်ကိုလူစီနဲ့မိတ်ဆက်ပေးတယ်လူစီကနိုင်ငံအနှံ့ဖြစ်နေတဲ့စူပူအုံကြွမှုတွေအကြောင်းသတင်းကြည့်နေတယ်ကားလို့စ်ကအတွန်ကဒီတုဒေသနာအတွက်ကူညီပေးနိုင်တဲ့ပညာရှင်ဖြစ်တယ်လို့ပြောပေမဲ့အတွန်ကသူ့သားကိုရှာရဦးမှာမို့မနေနိုင်ဘူးလို့ညင်းတယ်လူစီကအနှုတ်ကြီးမှန်ပြောင်းတဲ့ဗိုင်းရပ်စ်ကိုပြပြီးခွေးယူယောဂါရဲ့ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းရှင်းပြတယ်အတွန်ကလူနာနံပါတ်3ညရဲ့ဖိုင်ကိုကြည့်ပြီးဇွန်ဘီမဖြစ်ခင်တခုခုစားခဲ့ကြောင်းသတိထားမိတယ်သူကဒီလူမှာခွေးယူယောဂါရှိနေပြီးမှအဲ့ဒီအရာကိုစားလိုက်လို့အခုလိုပြောင်းလဲသွားတာဖြစ်နိုင်တယ်လို့သုံးသပ်တဲ့စမ်းသပ်မှုတွေလုပ်နေတော့ဇွန်ဘီနမူနာတွေအကုန်လုံးကအရွယ်ရောက်ပြီးသူတွေဖြစ်နေပြီးကလေးဇွန်ဘီတကောင်မှမတွေ့ရတာကိုသတိထားမိတယ်ရုတ်တရက်ဇွန်ဘီအုပ်စုစခန်းထဲဝင်လာလို့စစ်သားတွေပြစ်ကြတယ်ဒါပေမဲ့ဇွန်ဘီတွေကတိုးလာပြီးစစ်သားတွေကြောက်လန့်ပြီးပြေးကြတော့တယ်စခန်းထဲမှာမီးတွေပောက်ကွဲကုန်တယ်ဂျော်နီကအတွန်လို့စီသွားပြီးတနက်တောင်းပေမဲ့အရက်သားတွေကိုလက်နက်မပေးဘူးလို့ညင်းကြတယ်ဘုံမှုကသူတို့ကိုခေါ်ပြီးထွက်ပြေးဖို့လုပ်တယ်။ဇွန်ဘီတကောင်ကလူဝီဖြစ်နေတာကိုတွေးလိုက်ရပေမဲ့ခြေထောက်ကျိုးနေလို့မတိုက်ခိုက်နိုင်ဘူး။သူတို့တော့အုပ်ထဲပြေးသွားချိန်မှာနောက်ကနေအော်တန်တွေကြားနေရတယ်။နောက်တနေ့မနက်မှာလမ်းမကြီးကိုရောက်တဲ့စစ်သားတယောက်ဇွန်ဘီတကောင်ကိုပြစ်တက်ပေမဲ့သူ့ကိုယ်သူအကိုက်ခံလိုက်ရတယ်။သူကတခြားသူတွေကိုမကူးဆက်စေခြင်းလို့လက်နက်တွေချပြီးထွက်ပြေးသွားတယ်။အထွန်ကလူစီကိုသူ့အဖွဲ့အစည်းကိုဖုန်းခေါ်ဖို့ပြောပေမဲ့နေဆက်တွေပိတ်ထားလို့ဘယ်သူမှလာမှာမဟုတ်ဘူးလို့ပြောတယ်။ကားလို့စ်ကဒါကိုသိပြီးသားဖြစ်ပြီးသူ့မိသားစုကိုတပတ်ကလေးကရွှေ့ပြောင်းပေးထားလိုက်ပြီလို့ပြောတယ်။သူကကုသဆေးရှာဖို့သိပ္ပံဌာနကိုသွားခြင်းပေမဲ့ဘိုမှုကတခြားစခန်းကိုသွားခြင်းနဲ့ငင်းခုန်ကြရင်ဂျော်နီကတနက်ကိုယူလိုက်တယ်။ဘိုမှုကဒေါသထွက်ပြီးကားလို့ကိုတိုက်ခိုက်လို့လက်ကျိုးသွားတယ်။ဂျော်နီကတနက်ချိန်ပြီးရက်ခိုင်းလိုက်တယ်။အတွန်ကဘိုမှုကိုမိသားစုရှိလားလို့မေးလိုက်တော့မှဘိုမှုကစိတ်လျှော့ပြီးသိပ္ပံဌာနကိုလိုက်ဖို့သဘောတူတယ်။အတွန်ကတော့သူ့သားကိုပဲရှာခြင်းလို့ဂျော်နီကိုအဖွဲ့ကိုစောင့်ရှောက်ဖို့မှာပြီးတယောက်တည်းထွက်သွားတယ်။
ခဏကြာမှအတွန်မျိုးပြက်တစ်ခုတည်းလမ်းလျှောက်နေတော့ဘင်ကားတစ်စီးရောက်လာတယ်လူတစ်ယောက်နဲ့သူ့မိခင်ကရေလာကမ်းလှမ်းပေမဲ့သူညင်းလိုက်တယ်ကျေးဇူးမသိတဲ့ကောင်လို့ပြောပြီးအဲ့ဒီလူကတနက်ထုတ်ဖို့လှုပ်တော့အတွန်ကအရင်ပြစ်တက်လိုက်တယ်မိခင်ဖြစ်သူကလက်စားချေဖို့လှုပ်ပေမဲ့အတွန်ကပြစ်တက်လိုက်တယ်ကားထဲမှာရေရှာနေတော့အတန်ကြားလို့နောက်ခန်းကိုသွားကြည့်လိုက်တော့တကယ်ပိုင်ရှင်တွေကိုကြိုးတုပ်ထားတာတွေ့ရတယ်သူတို့ကိုလွှတ်ပေးပြီးထွက်သွားဖို့လုပ်ပေမဲ့သူတို့ကအတူလိုက်ဖို့တောင်းဆိုလို့ခေါ်သွားလိုက်တယ်ကားနဲ့မြို့ထဲကမြန်ထွက်လာပေမဲ့မိမဖြစ်သူနေမကောင်းဖြစ်လို့ရက်လိုက်ရတယ်။အတွန်စစ်ဆေးနေတော့ဇွန်ဘီနှစ်ကောင်ကနောက်ကနေခုန်တက်လာပြီးသူတို့ကိုကိုက်လိုက်တယ်။အတွန်ပြစ်တက်လိုက်ပေမဲ့နောက်ကျသွားပြီးသူတယောက်တည်းထွက်ပြေးရတော့တယ်။တစ်ဖက်မှာဂျော်နီတို့အဖွဲ့ကားပြတ်သွားလို့အခြားကားရှာရတယ်။ရုတ်တရက်မြင်းနှစ်ကောင်ပြေးလာတာကိုမြင်လိုက်ရပြီးသူတို့နောက်ကဇွန်ဘီတွေလိုက်လာတာကိုသိလိုက်ရတယ်။အဖွဲ့ကပြေးကြရတယ်။လမ်းကိုခြံစည်းရိုးနဲ့ပိတ်ထားလို့လက်နက်တွေလည်းကုန်သွားတဲ့အချိန်မှာဘိုးမှုကသူ့ကိုအစာအဖြစ်စားစေပြီးတခြားသူတွေကိုထွက်ပြေးခိုင်းတယ်ဇွန်ဘီတွေဝိုင်းလာတဲ့အချိန်မှာဘိုးမှုကလက်ပစ်ပုံးနဲ့ပောက်ကွဲစေပြီးအကုန်လုံးကိုတက်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာဂျော်နီနဲ့ဆရာဝန်တွေသိပ္ပံဌာနတကားကိုရောက်သွားတယ်ကားလော့စ်ကလဲကျသွားပြီးဇွန်ဘီရဲ့တိုက်ခိုက်ခြင်းကိုခံလိုက်ရတယ်အဆောင်ကမဝင်ခိုင်းပေမဲ့လူစီကသူတို့ကကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလို့ပြောလို့တကားဖွင့်ပေးလိုက်တယ်ခဏအကြာမှအတွန်သူ့ရောက်ခမအိမ်ကိုရောက်သွားတယ်။တကားခောက်တဲ့အခါဇွန်ဘီဖြစ်နေတဲ့အန်ဟဲကပေါ်လာပြီးတကားကိုဖျက်ဆီးပြီးတိုက်ခိုက်တဲ့အတွန်ကအာတင်ပြီးသူ့ကိုပြစ်တက်လိုက်တဲ့တီနာရဲ့အလောင်းကိုတွေ့ပြီးနောက်အခန်းတိုင်းလိုက်ရှာရမှာမိခွဲကိုတွေ့လိုက်ရတယ်။ကံမကောင်းစွာနဲ့ပဲမိခွဲအကိုက်ခံထားရတယ်။အတွန်ကစိတ်မပူဘူးပြောပြီးကားနဲ့ခေါ်ထုတ်လာခဲ့တယ်။ညရောက်တော့လမ်းမှာမိမတယောက်အကူအညီတောင်းတယ်။ကားရက်လိုက်တဲ့အခါမြေပြင်ပေါ်ကလူတွေကထလာပြီးဒါကထောင်ချောက်ဖြစ်နေတဲ့မိမကမိခွဲအကိုက်ခံထားရတာကိုသိပြီးအတွန်ကိုပြစ်လိုက်တယ်။အတွန်လဲကျသွားပြီးမိခွဲကိုတခြားမိမတွေကဆွဲခေါ်သွားတယ်။အချိန်တော်ကြာပြီးနောက်အတွန်ဆေးရုံမှာနိုးလာတယ်။သိပ္ပံပညာရှင်တွေကအသက်10နှစ်အောက်ကလေးတွေကဗိုင်းရပ်စ်ကိုခုခံနိုင်စွမ်းရှိတယ်ဆိုတာရှာတွေ့သွားတယ်။မိခွဲရဲ့သွေးကိုသုံးပြီးကုသဆေးဖော်ဆက်လိုက်နိုင်ပြီးအခုဆိုရင်နိုင်ငံတော်ဝန်ဖြန့်ဝေနေပြီးလူဖွဲ့စည်းလဲပြန်ကောင်းလာပြီးသူတို့ကစိုးရွားတဲ့အစိုးရနဲ့တော့စိတ်ရင်ဆိုင်နေရတော့ပဲသူ့ဇနီးကိုပေးထားတဲ့ကတိအတိုင်းအတွန်နဲ့မိခွဲတို့လေရင်နဲ့ခီးထွက်ကြတော့တယ်။အသက်ရှင်ကျန်ရည်သူအများပြားလမ်းလျှောက်ထွက်ခွာနေကြပေမဲ့တခြားနိုင်ငံတွေကကူးစက်မှုအတွက်စိုးရိမ်နေစေဖြစ်ပါတယ်။အခုလိုစကားတွေကိုကြည့်ရှုနိုင်ဖို့ channel လေးကို like and subscribe လေးလုပ်သွားကြပါဦးနော်။